The fish. Prawn. Oh. Prawn. Thank you there. One Big one. market Banana Rankingham University 2 မှာရှိတယ်။ အားကစားကွင်းကြီးရနေရ။ Baby. ဒီကဘန်နာအနည်းမှာရှိတယ်။မင်းလေးမှာရှိတယ်။ကျောင်းသားကျောင်းသူတွေနဲ့ဒေသခံတွေကြားမှာကြီးပွားပြေးကြမှာအတော်လေးတော့ဒီဈေးကိုမသိသေးဘူး။ကြီးမားတဲ့ဒေသခံဈေးတစ်ခုဖြစ်ပြီးဧက40ကျော်ကျယ်ဝန်းတဲ့ဈေးကြီးတစ်ခုဖြစ်ပြီးအစားအစာတွေလမ်းဘေးအစားအစာနဲ့ညစားတော့ဆိုင်တွေညဈေးကိုယူကြည့်တဲ့နေရာထဲမှာတော့ကျေပြန့်တဲ့ဈေးဖြစ်တယ်။ကျောင်းသားကျောင်းသူများကိုပဲအာရုံစိုက်တာများတယ်။ဈေးနှုန်းတွေရတယ်အလုံးကိုတက်တာတယ်။ဒီကကခင်းပွားတွေရဲ့ဈေးနှုန်းမတက်ပါဘူး။ Oh, sorry. Let's sound very low. Well, Let's sound very low. Well,